Hello အားလုံးပဲမင်္ဂလာပါနန္ဒူ graphic design ကနေပြီးတော့မှပြင်လည်ကျေးဇူးလိုက်ပါတယ်ဒီတစ်ခါဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ဖုန်းနဲ့ရထားတဲ့ပုံလေးကိုပေါ့ပေါ့ပါပါလေးပြင်ပြပြီးတော့မှပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင် before after လေးကိုရှင်းကြည့်လိုက်မယ်ပေါ့နော်။အဲ့တော့ before ပုံလေးမှာဆိုလို့ရှိရင်ဘိုင်လေးကထွက်နေပြီးတော့မှဘေးကအုတ်နေရန်ကလည်းအပြာရောင်လေးဖြစ်နေတယ်။အဲ့တော့ဒီပုံလေးရဆိုလို့ရှိရင်တော့အယောင်မပါဘဲနဲ့ black and white ပုံစံလေးဖြစ်တာကပို့ပြီးတော့မှကြည့်ကောင်းမယ်လို့ထင်တယ်။ဒါပေမဲ့ကျွန်မက black and white ကိုလည်းအရန်ကြီး strong ဖြစ်တဲ့ black and white ဘက်ကိုမသွားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မကဘေးကအုတ်နေရန်ကအပြာလေးတွေကိုပဲနှုတ်လိုက်တဲ့ effect လေးကိုသုံးပြပေးထားပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ပြင်ကြည့်ကြမယ်။အဲ့တော့ background layer လေးကို copy လေးပွားလိုက်ပါမယ်။ပြီးသွားပြီဆိုတော့ကျွန်မ filter တွေက liquid fine ကိုဝင်လိုက်မယ်။ liquid fine window လေးပွင့်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြင်ကျင်တဲ့အပိုင်းလေးကိုမြင်ကွင်းလေးနည်းနည်းချက်ထားလိုက်ပါမယ်ကျွန်မပြင်ကျင်တာက finance လေးဆိုပြီးမြဲလက်နေရာလေးတွေကိုတွားထိမှာဆိုတဲ့အတွက် freeze max tool လေးကိုသုံးပြီးတော့မှလက်နန်းလေးကိုပုတ်ပြီးတော့မှအုပ်ထားလိုက်ပါမယ်အဲ့ဒါလေးအုပ်ထားရဲဆိုရင်တော့ကျွန်တော်တို့ကြိုက်တဲ့လောက် web 2ကိုသုံးပြီးတော့မှဒီမှာ liquid fine လုပ်လို့ရတယ်ပေါ့နော်လုပ်တယ်ဆိုရင်ဒီကာထားတဲ့နေရာကိုမထိတော့ပါဘူး okay အဲ့တော့ပြင်ထားတဲ့အနေထားလေးကိုလုံးဝကြိုက်ပြီးစိတ်တိုင်းကျသွားပြီဆိုရင်တော့ okay လေးပေးလိုက်ပါဆက်လက်ပြီးတော့မှကျွန်မကနယံမှာထင်နေတဲ့အပြာကိုနှုတ်ပြီးတော့မှအဖြူမဲပုံစံလေးပြောင်းပြပြီးမှဖြစ်ပါတယ်အဲ့ဒါလေးပြောင်းပြဖို့အတွက်ကိုတော့ကျွန်မကဒီ adjustment panel လေးတွေကနေပြီးတော့မှ color lookup ဆိုတာလေးကိုသုံးပြပြီးမှပဲဖြစ်ပါတယ် color lookup ကကျတော့ကျွန်တော်တို့ဒီ photo editing software တွေမှာတွေ့ရတဲ့ filter တွေနဲ့တူပါတယ်သူ့ထဲမှာဒီ preset တွေကအများကြီးပဲပါတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှကိုကြိုက်တဲ့ဟာလေးတွေကိုရွေးချယ်ပြီးတော့မှလည်းသုံးလို့ရပါတယ်ကျွန်မကကျတော့ဒီအပြာရောင်လေးကိုနှုတ်ချင်တာဖြစ်တဲ့အတွက် drop blue ဆိုတဲ့ filter လေးကိုသုံးလိုက်တာပဲဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ခုမြင်ရတဲ့အတိုင်းပဲအပြာရောင်လေးတွေကိုနှုတ်သွားပြီ။ဒါပေမဲ့ကျွန်မကနည်းနည်းလေးပို့ပြီးတော့ contrast ဖြစ်ချင်တာဖြစ်တဲ့အတွက် adjustment panel တွေက level လေးကိုခေါ်လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့လိုအပ်နေတဲ့လင်းမောင်လေးတွေကိုတင်ပေးလိုက်ပါမယ်။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ပုံလေးကအဆင်ပြေတဲ့အနေအထားလေးကိုရောက်သွားပြီပဲဖြစ်ပါတယ်။ before after လေးကိုပြန်ပြီးတော့ရှင်းကြည့်ပါမယ်။အခုခန္ဓာကိုယ်အနေထားရောအလင်းမောင်ကာလာအနေထားလေးရောအဆင်ပြေသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကတက်လောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။